တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဒီဇင်ဘာ1ရက်နေ့ကနေ9ရက်နေ့တော်အတွင်းမှာရန်တိုက်ခံများမယ်တပားသူပြဿနာကိုပြဿနာသဖွယ်ဖြေရှင်းရမယ်စိတ်နှောက်ယှက်များမယ်အသွားလာနေတိုင်းပြောဆိုထူးကျူဆက်ရမယ်စေတနာဝေဒနာဖြစ်တတ်တယ်တပားသူကြောင့်မိမိမှာပြဿနာလိုက်လံဖြေရှင်းရခြင်းတွေရှိတတ်တယ်ခက်ခဲတဲ့သူတွေပြဿနာများတဲ့သူတွေကြားထဲမှာကိုယ်ကဖြတ်သန်းနေရမယ်။ဘေဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်။တစ်ရက်နေ့မှာအရာရာ view ဆက်ရမယ်။နှစ်ရက်နေ့မှာရန်တိုက်ခံကြနေထိုးပေါက်ပြီးတိုးတက်တဲ့ကံဖွင့်ပြီးတော့မိကောင်းဆွေကောင်းထောက်ခုရမယ်။၃ရက်နေ့ကတော့ငွေကြေးကံလုပ်ငန်းကံစီးပွားကံလုံးစုံကောင်းခြင်းစင်ပြေခြင်းနဲ့ကံမြမခြင်းတွေကိုကြုံမယ်။၄ရက်နေ့အဲ့ဒီနေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်ပြီးအစစ်မြင့်တဲ့ဘဝနေထောက်တိုးတက်တဲ့ငွေစုလိုက်ဝင်ခြင်းကောင်းတဲ့လက်ပွင့်ခြင်းကံရှိ။၅ရက်နေ့မှာလူယုံဒုက္ခပေးတတ်တယ်လူလိမ်လူကောက်တွေ့တတ်တယ်။၆ရက်နေ့ကတော့အသွားလာနေထိုင်ကြည့်ဆက်ရမယ်အဲ့ဒီနေ့မှာအမြင့်တက်တဲ့နေရာတွေမှာလည်းသတိထားရမယ်ကာယမဲ့ရင်ကမောင်းနဲ့သွားလာမှုတွေမှာသတိထားရမယ်အနောက်ရက်ကုတ်ဒီသွားစရာနေရှိတတ်တဲ့နေ့တနိုင်ခွဲနဲ့3နိုင်အတွင်းသွားလာကြည့်ဆက်ခုနှစ်ရက်နေ့မှာရံများခြင်းအတိုက်ခံများခြင်းရှိတယ်ရေမအပြုတ်ဆုံးကစားခြင်းမပြုအောင်ရင်ကမောင်းနေခြင်းကိုလည်းသတိထားရမယ်မြောက်ရဥတီသွားစံနေရှိတဲ့မနေ့10နိုင်ခွဲနဲ့7နိုင်ကြားအသွားလာနေထိုင်ထူးပြုယူဆမှာဖြစ်ကြောင်းတင်ပြလိုပါတယ်ဒီကာလတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ငါနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်လေးတွေဖြစ်တတ်တယ်တင်ငါကိုကနန်းနေကျိုးပေးပါတယ်အဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကိုဝတ်ပြီးလို့ရှိရကိစ္စဆောင်ရွက်ပါအထူးပြုဆောင်ရွက်နိုင်တာကတော့၄ရက်နေ့အဲ့ဒီကနတော်လပြည့်နေ့ဖြစ်တယ်ဇာသပတိနေ့နဲ့တိုက်ဆိုင်တယ်လင်ပန်းတစ်ချက်တည်းမှာလက်ဖက်၄ပုံပုံပြီးတော့အိမ်မှာရှိတဲ့ဘုရားရှင်မှာကတ်လူပြီးတော့လိုရာဆုတောင်းမှာလက်ပြည့်ခြင်းလက်ပွင့်ခြင်းလိုဘပြည့်ခြင်းလမ်းပွင့်ခြင်းအလုံးစုံကောင်းစွာဖြစ်ထွန်းပြီးတော့အနာဂတ်ကိုထူးခြားတဲ့အကျိုးဆက်ကိုပေးပါလိမ့်မယ်ကျေးဇူးတင်ပါတယ်